လူပညာဆိုတာဒါသူပြောရဲ့လူတယောက်ကဖန်တီးထားတဲ့အရာကိုလူတယောက်ကနေပြီးတော့အစာနဲ့စီးလို့ပဲလူတယောက်တည်းဖြည့်ဆက်စားဟိုတယောက်ကလည်းသူရဲ့ဖြည့်ဆက်စားကိုထုတ်လုပ်တယ်တယောက်ကလည်းအဖြည့်ဆက်စားကိုရှိတယ်ပေါ့အဲကျွန်တော်တို့အဲ့လိုပဲတတ်မှတ်တယ်ပေါ့အဲ့တော့ဒီနားထောင်ပေးပါပေါ့နော်ကျွန်တော်တို့ဒီခုနကပြောနားထောင်စေခြင်းတယ်ဒီဟာနားထောင်စေခြင်းသိကြတယ်စိတ်ထဲကိုတစ်ခုခုရောက်စီရမယ်ပေါ့နော်ဒုက္ခနဲ့တောကတော့မဟုတ်ဘူးတမန်ခါတိုက်ခိုက်ခဲ့ကြတယ်မလုံးမြောင်နိုင်ကြဘသူတွေကြောင့်များဘသူမှတွေ့တော့ခြင်းလည်းမအားမဒူလန်နဲ့ပြတ်မှုတို့သမိုင်းလို့ရှိနေစစ်ဖက်နဲ့ခေါ်ဆိုကိုဆွေးပြမယ်အားနာအဲ့တော့ရှေ့မှာလလာဒီတမိုင်းမှာတခြင်းဆိုရတဲ့ပုံစံကခက်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုပဲမေးခွန်းတည်ပြီးတော့မေးချင်တယ်တမိုင်းမှာတခြင်းဆိုရတာဘယ်လောက်ခက်လဲရင်းနှီးရှိတဲ့အတိုင်းပဲဖြည့်ပြီးပေါ့နော်ခက်တယ်ဗမာသားခက်တယ်ဆိုတော့ဒီအချိန်မှာခက်အဲ့တော့ဒါပွင့်လိုက်ပြန်ကြီးချင်းခတ်တယ်ပြီးပေါ့နော်ပြီးမှကသူကမိုင်နာလေးနဲ့ဖွဲ့စည်းထားတာပေါ့အမသူကမိုင်နာနှလုံးဖွဲ့စည်းထားဆိုတော့အဲ့နည်းနည်းခတ်တယ်ပေါ့မိုင်နှလုံးဖွဲ့စည်းရတဲ့ဒီဟိုသူကြီးထားတဲ့ပုံစံကဒီတန်စင်ပဲဒါပေမဲ့ခုနကပြောကျွန်တော်ဘက်ကိုယူဆပါအများတယ်ကျွန်တော်မူရတဲ့ဘက်ရဲ့အတန်နှုတ်ပေါ်မူယူဆိုတာများတယ်ပေါ့နော်အဲ့တော့နည်းနည်းတော့အမှနည်းနည်းညှိရတာရှိရပေါ့အမှခတ်တယ်အဲ့တော့မှကျွန်တော်ဘက်ယူဆိုမှကြည်သွားတာပေါ့နော်ဒါလည်းအခုမှမဟုတ်ဘူးဒါသူနဲ့ကျွန်တော်ဟိုးရင်နဲ့ဒါသူသချင်းတွေရောင်းတော့သူအိမ်မှာနေတဲ့သချင်းတွေရောင်းတော့ကျွန်တော်သွားဆိုပေးရရှိရပေါ့နော်သွားဆိုပေးရရှိရအဲ့ထဲမှာလည်းကျွန်တော်နဲ့ကျွန်တော်ညှိရခတ်တာအဲ့တချင်းဆိုတဲ့ခါသူရေးတဲ့တချင်းကိုကျွန်တော်ပြင်းဆိုရဲဆိုရဲအဲ့ခါကြီးကတော်တော်လေးကိုညှိရခတ်တယ်မှာပါတယ်ပေါ့နော်အဲ့ဒါသူတွေမဟုတ်သူတငယ်ချင်းတွေပါတယ်ပေါ့နော်သူတငယ်ချင်း၃ယောက်ကြီးရောကျွန်တော်အဲ့ဒီမှာသွားဆိုပေးရရှိတယ်အဲ့သူတချင်းတွေရောင်းတာပေါ့နော်အဲ့ချိန်မှာသူကဒါလုပ်ဒီအမှုပညာလုပ်ကိုသူတော့ဟိုလုပ်နေပေါ့နော်အဲ့ချိန်မှာပွင့်ပြောတယ်ဟိုရက်ွက်ထဲမှာလဲကျွန်တော်လောက်ရှောက် online တာဘူးမှမရှိဘူးအဲ့လိုဖြစ်တယ်ရှောက် order တာပေါ့နော် online တော့ဘယ်တော့ရှောက် order နေအောင်အဲ့တော့ဒီရက်ွက်ထဲမှာသွားပြီးနှောက်ရှက်တာအားမရလို့ကျွန်တော်ကတခြားနေရာမှာသွားပြီးတော့သွားနှောက်ရှက်ဒီမှာတိုက်ခတ်မှာသွားပြီးတော့ထိုးထိတ်ဆုံးတဲ့နေ order ဟစ်နေအောင်တော့အဲ့ထဲညှိမြရတာအဒီထိပဲဒါပွင့်ဒါလည်းအမှတ်တရထဲမှာပါတယ်အဲ့တော့အဲ့မှာနည်းနည်းခက်ခဲရှိတယ်ပြီးတော့သူကီးကိုချင်းပလိုက်တာအဲ့ဒီကြီးထားတာဂျီကီကိုတော့80တန်းချိန်တာပေါ့နော်အဲ့မှာကပထမကဘာခက်လဲဆိုတော့သူကတန်းချိန်တာသူကသတိထားမိလိမ့်မယ်အမှနားထောင်ကြည့်မယ်ကီးချင်းကန်ဒီမှာအခု arrangement ကြတော့ရက်ပြီးမှချိန်တာပေါ့နော်ကိုကကျတော့တန်းချိန်တဲ့အခါကျတော့နည်းနည်းဘယ်လိုရမလဲဒီတချင်းမှာကဘယ်မှာအဲ့ရတော့အသက်ရှူရတဲ့အပိုင်းမှာသွားအဲ့ရတတ်တာပေါ့အသက်ရှူရတဲ့ပုံစံပေါ့အသက်ရှူရတဲ့ပုံစံပြီးအတန်ကလာရပေါ့နော်အဲ့တော့ဒီတချင်းနဲ့လိုက်မဲ့အတန်ကာလာကိုရဖို့ဆိုရင်ဟိုကျွန်တော်ပြန် train ရတာကိုယ့်အတန်ကိုပြန် train ရတာရှိတယ်ပေါ့တချင်းတန်းဆိုရလို့မရအောင်ဟောအဖြတ်တောက်ဒီမှာလဲကိုယ့်ကိုပြန်ဖြတ်ကာရှိတယ်ဘယ်နားမှာသက်ရှိပါဘယ်နားမှာအဲ့လိုဒါတော့သူများရဲ့တချင်းကိုဟောတောင်းယူပြီးတော့ဆိုရပြီးဟေ့ဆိုတာကိုယ့်ဘက်ကလုတ်ကိုလောက်ရမယ့်အရာပေါ့နော်ဟောတောင်းရင်ပိုကြီးတယ်ပေါ့နော်အဲ့တော့သူများတချင်းဆိုတာနဲ့ကျွန်တော်ပို့တယ်ဆိုလိုက်လို့မချဘူးပေါ့နော်တဲ့တချင်းမဖြစ်ဖြစ်အောင်မီတာဆိုလို့ဖြစ်ပို့တယ်ဆိုတာနဲ့ပေါ့ပေါ်ရထွက်ပါတယ်အဲ့တော့ဟိုဒါလည်းအပြော်တန်းဂီတာတီးဆိုတော့ဒါတော့တက်တယ်မရှိဘူးပေါ့နော်ဒါပေမဲ့ဟိုတခြားဆိုတဲ့ခါကြီးမှာကြာရင်ကာဗာလောက်တာပဲဖြစ်လို့ပြန်ဆိုထားကြရင်ဟိုတခြားပြန်ဆိုရတဲ့ခါရှိတယ်ဟိုဒါတော့တစ်ခါလေးထည့်ပြောရတာပါအဲ့တော့အဲ့ဘက်မှာခတ်တယ်ပြီးတော့အသက်ရှူရတဲ့ဟာမှာခတ်တယ်ပြီးတော့အတန်ကာလာမှာခတ်တယ်ကျွန်တော်ပထမ recording မှာအကျန်းစပြီးဆိုတဲ့တုန်းကအတန်ကာလာကြီးကပြည့်ပြည့်သတိထားမိတယ်ပေါ့နော်ကျွန်တော်စွတ်អော်ထားတာဒီကရောက်ဖို့ရည်ကြီးတယ်ဒီကီးကိုရောက်ဖို့ဆိုပြီးអော်ထားရပဲရှိတယ်အဲ့ထက်မှကျွန်တော်မှမှုမပါတယ်လို့ဘာမှပေးဆက်ထားတာမပါဘူးပေါ့နော်အဲ့တော့ပေးဆက်ထားတာမပါဘဲနဲ့ကျွန်တော်ဒီတိုင်းပဲကီးအမြင့်ရောက်ဖို့ပဲသူ့အတန်နှုတ်ရောက်ဖို့ပဲကျွန်တော်អော်ထားရပဲရှိတာပေါ့ဒီမှာအခုဒီခေါက်ခါကျတော့အဲ့လိုပုံပဲကျွန်တော်ဒီဆောင်မှကိုယ်အတန်ကိုပြန်လောက်ကြတာပေါ့နော်
ချင်းနဲ့လိုက်ဖက်မဲ့အတန်ကိုပြန်ပြီးကျွန်တော်ပြန်ကျင့်ယူပါရှိရမှာနှစ်ပတ်လောက်တော့ကျွန်တော်အတန်ပြန်ကျင့်ယူပြီးတော့မှတခြားပြန်ပြန်ပြီး harmony ဘိုင်းမှာလည်းကျွန်တော်တခြား harmony ကပထမ harmony ကအဲ့လိုပုံစံမဟုတ်ဘူးเนาะကျွန်တော်ထုတ်လာတဲ့ harmony ကဒါပေမဲ့ဒီခေါက်ကျတော့ harmony ကျွန်တော်ပုံစံပြောင်းပြီးတော့မှharmony လိုက်ပြီးထားတော့ဒါအားလုံးပြီးရပါတော့ဒါတော့ပြီးတော့လိုက်ပြီးထားပါတော့ဒါပေမဲ့ harmony ထုတ်ကြတဲ့ဟာတွေပါလေအစတော့ခက်ခဲရှိတယ်နောက်ပိုင်းကျတော့ခက်ခဲမရှိဘူးခုနကအဓိကတော့တက်ရှူတဲ့အပိုင်းရယ်ပြီးတော့ AP ကိုချင်းပေါ်လာတာပေါ့ဘလို့အဲ့မှာဗမာသွားပြီးတော့ဒုက္ခရောက်လဲဆိုတော့သူကတချင်းကစပြီးတော့ဒီတင်ပြီးអော်ရတာသူကတန်းတင်ပြီးអော်ရတဲ့တချင်းဖြစ်တယ်သူကအစလုံးတွေကိုသူတင်ပြီးអော်ရတဲ့တချင်းပေါ့နော်အဲ့တော့ဒီ correct ကိုတင်អော်ရတဲ့ပုံစံဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသွားပြီးတော့အဲ့ဒါယူခိုးတန်ပုံဒီကျွန်တော်တို့ဒါမှမဟုတ်လိုးတုံးလေးနဲ့သွားအောင်လို့မရပြန်ကျွန်တော်ကအဲ့ဘက်မှာကျွန်တော်အတန်ညှစ်ကြတာပေါ့အဲ့လေချောင်းလည်းတော်နာခဲ့ပါတယ်ပေါ့နော်အဲ့ညှစ်ကလေချောင်းလည်းနာသလိုဒါတော်တော်လေးပင်ပန်းတယ်ပေါ့ဆိုရတဲ့ခါတော့လေဒါပေမဲ့ခုနကပြောလို့နောက်ပိုင်းဆိုရများတော့လည်းတိတ်ခက်ခဲမရှိတော့ကိုယ်နဲ့တသားလေးဖြစ်သွားတော့ချင်းအဲ့လိုခက်ခဲတော့ခုနကအသက်ရှူရဲ့အပိုင်းရယ်ပြီးတော့ဒီနှုတ်တင်ဆိုရတဲ့ဟာတွေမှာပဲအဲ့လိုပေါ့နော်ပြီးတော့ energy ကသူက vibrate မကြိုက်ဘူးဗျာခုနကသူကဒီအတန်ဒီစာသားအဆုံးတွေမှာ vibrate မကြိုက်တဲ့လူဗျာသူကဒါပေမဲ့ကျွန်တော်ကမရဘူးကျွန်တော်ကကျတော့ကြိုက်တာမဟုတ်ဘူးဒီမှာ light မဲ့ဆိုကျွန်တော်ထည့်တာပါတခြားနားထောင်ကြည့် vibrate လေးပါတယ်ပေါ့နော်အဲ့တော့ vibrate ဆိုတာအများကြီးလည်းမတော့ပါဘူးကျွန်တော်ဖြတ်ပြောရမယ်ဆိုလို့ရှိရင်လေဟုတ်ကျွန်တော်ဖြတ်ပြောရမယ်ဆိုလို့ရှိရင်ဒီအချင်းမှာကျတော့ဟိုဘယ်လိုပြောမလဲအဲ့ vibrate ကိုလေခံစားမိတယ်ဒါပေမဲ့ဟိုပူသွားလို့မခံစားမိဘူးပဲတည်မှာလိုနေရလည်းမဟုတ်တော့ပတိဟုတ်တယ်အဲ့ဒါခုနကဂျားကြောက်သွားတာပေါ့နော်သူကမကြိုက်လို့ကျွန်တော်ကြိုက်လို့ဆိုတော့ကျွန်တော်ပထမအဲ့ဒါကျွန်တော်လည်းပြန်ညှိပြရတာပေါ့နော်အခုကလည်းပြောရင်ဒါအသက်ရှူရတဲ့အပိုင်းကိုဦးစားပေးပြီးဆိုရတဲ့အတွက်ကြောင့်မှ vibrate ကကွက်တိကြောက်သွားပါဘူး vibrate ကိုပို့သွားပြီဆိုတော့ကျွန်တော်နောက်ကိုဆိုဖို့ဆိုရင်အသက်ရှူမမှီဘူးပေါ့အဲ့လိုအဓိကတော်တော်တက်ရှူခက်တယ်တော့ပါတယ်ပြိုင်မှာနေကြီးတချင်းကတက်ရှူရတဲ့ခက်တယ်ဒီမှာတော်တော်ဆူတဲ့သူကဒီကွန်မိုဇာလို့ပြောလို့ရတယ်တက်ရှူရတာတော်တော်ကြီးကိုခက်တယ်သူချင်းနဲ့တော်တော်ခက်တာအဲကျွန်တော်ဆိုသူချင်းတွေများစုနေကျွန်တော်ဆိုဘူးလေတော်တော်ခက်တာအခါကျရင်အသက်ကိုမရှူဘဲနဲ့တောက်လျှောက်អော်ရတာအဲ့လိုဟိုနန်စတော့ပြတယ်မှာအဲ့လိုတချင်းဖြစ်တော့ဒါပေမဲ့ဘာကူလဲပညာရပါတယ်ဘာလို့ဆိုတော့ဒီမှာအသက်ရှူတဲ့ပုံစံလေ့ကျင့်ပေးနေလေ့ကျင့်အသက်တစ်ခုရပါတယ်ဒီတချင်းလည်းဟုတ်ပါဘူးကမ်းမဲ့လည်းအဲ့လိုပါပဲတော်တော်ခက်ရောပါတယ်အသက်ရှူပါတာ၄ယောက်ကြီးတော့ဆိုတော့ပိုဆိုးရတယ်နော်၄ယောက်ရဲ့တိုက်ပါဒီမတရားဘူးကွာမတရားဘူးကွာသိရမလားအဲ့ဒီရေးရ၄ယောက်ကြီးဆိုတော့တယောက်လဲဆိုရတယ်ဒီမတရားဘူးတော့ကရ၄ယောက်ပညာပေးရဝိုင်း၄ယောက်ဝိုင်းပညာပေးရ၄ယောက်ဝိုင်းပညာပေးတယ်ဆိုတော့ကိုတယောက်လဲဆိုတော့ဒါမတရားဘူးတယောက်လဲဆိုတာ၄ယောက်တယောက်အနိုင်ဝိုင်းကျင့်တယ်သူအဲ့ဒုက္ခတွေသိစေချင်တယ်သူတို့တွေလွယ်လားမလွယ်လားအဲ့လိုလွယ်ပါလေနောက်အမို့တမိုင်းမဟာနားထောင်ကြည့်ပါအဲ့ဒီអော်ရတဲ့အပိုင်းဒီမှာကျွန်တော်ရဲ့နာကျင်မှုတွေသိပါပါအားလုံးကျွန်တော်ရဲ့နာကျင်မှုတွေခံစားမိပါဦးနာကျင်မှုတွေခံစားကြည့်ပါโอเคပါအဲ့တော့ကျွန်တော်တို့ဒီတမိုင်းမှာတရှင်းကလည်းအခုကျွန်တော်တို့ထုတ်ထားတဲ့နိုင်ငံမဲ့စိတ်ဝိညာဉ်ဒီ video album ထဲမှာကျွန်တော်တို့ပထမဆုံးထားတဲ့တရှင်းပေါ့နော်ကျွန်တော်ရှေ့ကပြောခဲ့သလိုမျိုးပဲလူ10ယောက်ဓာတ်ထောင်နေဆိုလို့ရှိရင်10ယောက်လောက်ကကြိုက်တဲ့တရှင်းပေါ့နော်အဲ့တော့ဒီလိုအရှင်ဒီမျိုးပေါ်မှာလလားနေနဲ့ဟိုဘာခံစားချက်ရှိလဲအဲ့ကြတော့ဒါခုနပြောဆိုဟိုကျွန်တော်မှာအမူအကျင့်တစ်ခုရှိတယ်ပေါ့နော်အခုဒါကျွန်တော်တို့ကအဆိုတော့မဟုတ်ဘူးဒါဝင်ခံပါတယ်ဒါကျွန်တော်အဆိုတော့မဟုတ်
ဒါလိုရဲ့ချက်ရတာကျွန်တော်တို့ကဝါသနာပေါအောင်လည်းပါပါတော့သွားပြီးright time ဖြစ်နေအောင်ဗျာအဓိကတော့နော်လောက်ခွင့်ပေးရဲ့အတွက်လည်းဒီအားလုံးလည်းကျေးဇူးတင်ပါတော့လောက်ခွင့်ရအောင်လည်းအားလုံးလည်းကျေးဇူးတင်တယ်ပေါ့အဲ့တော့ဒီခံစားချက်ကတော့ဘယ်လိုပြောရမလဲကျွန်တော်မှခုနကပြောကျွန်တော်မှအမူအကျင့်တစ်ခုရှိတယ်ဆိုတာဟုတ်ကျွန်တော်တို့ဆိုထားတယ်ကျွန်တော်တို့ဒီတက်ဖွဲ့အထုတ်ထားတဲ့ချင်းတွေပေါ့နော်ကျွန်တော်စုမမဟုတ်ပါဘူးကျွန်တော်တက်ဖွဲ့ထုတ်တဲ့ချင်းတခြားလူရေချုံးနဲ့နားထောင်တော့မှကျွန်တော်ခိုးနားထောင်တဲ့အချင်းရှိကျွန်တော် FPD ဝယ်ကျွန်တော်ယူရပေါ့နော်အဲ့တော့ခုနကဒီလိုဟာမျိုးလေးကိုဒါဒီအများကြီးမှာအခုရဲဘော်အချင်းချင်းတော့မှဖွင့်ပြီးသူကသူ ACD ဖီးပြီးနားထောင်နေတာအဲ့ရဲ့ PD ကဘာနဲ့မှမတူဘူးကိုဘယ်လိုပြောရမလဲစိတ်ထဲမှာလုံးဝဟိုဘယ်လိုပြောရမလဲပျော်ရွှင်မှုလားလုံခြုံမှုလားအဲ့လိုပေါ့နော်မပြောတတ်ဘူးအဲ့လိုတစ်ခုခုရတယ်ပေါ့တရားစိတ်ထဲမှာစိတ်ဆွမ်းရင်တစ်ခုခုရစီတယ်အဲ့ဒီဟာအဲ့တော့ခုနကပြောလို့ဒီကျွန်တော်တော့ဒီဟိုတချင်းကို10ရောက်မှ10ခွက်ကြိုက်တယ်ဆိုတော့အဲ့ဒါအားလုံးအတွက်ပူဝမ်းတာတယ်ပေါ့နားထောင်ခံစားရတဲ့လူကကြိုက်နှစ်သက်ပြီဆိုရင်ကျွန်တော်တို့အတွက်ဘာမှမလို့အဲ့တော့ခုနဒါတော့ PD ကတော့ကျွန်တော်တို့ရပြီးသားပါကျွန်တော်တို့ PD ရရင်ကြာပြီကျန်တာတော့ဘာမှမလို့အဲ့တော့တိုင်းထက်လွန်ဖြစ်နေပြီဒီနော်ကျွန်တော်တို့အတွက်ဒါကြိုက်နေပြီဆိုကျွန်တော်တို့အတွက်တိုင်းထက်လွန်ဖြစ်နေအဲ့လိုကျွန်တော်တိတ်တော့ပုံမဖော်တော့ဘူးအဲ့ဒီအားကြတော့ခုနပေါ့ကျွန်တော်တို့ဒါကျွန်တော်ဒီရဲဘော်ချင်းနားထောင်နေတယ်ဆိုရင်တော့မှကိုကနားလိုဆွင့်ယူပါရင်ဟာနားထောင်နေပါလားဆိုရဲ PT ပဲဟိုဖြစ်တော့အဲ့တော့တော်ပြီကငါဆိုထားလေတော့ပြောစရာမလိုဘူးကွာပြင်အဲ့ဒါကြီးသွားပြီးတော့ကိုဘိုးတင်နေကြမလို့ဒီကကိုပေးလိုက်တဲ့ဟာသူတို့ရှိရောက်ဖို့အရေးကြီးတယ်အဲ့လိုပေါ့နော်ရှေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ drama စိတ်မှာဆိုလို့ရှိရင်ကြုံရတယ်နော်ကျွန်တော်တို့ဒီဟိုတွေကဒေါ်လာရင်းနေမြေမှာရှိနေတဲ့ဒါတခြားသောတက်ရင်းရရဲဘော်တွေဟိုအဲ့လိုကျွန်တော်တို့နဲ့တော့အဲ့လိုရဲဘော်တွေနဲ့မခင်ဘူးလေနော်မခင်ဘူးအဲ့လိုမျိုးလမ်းမဆိုရင်းနေမှာသူတချင်းပွင့်တာကြားလိုက်ရတဲ့အခိုက်တက်တွေကျွန်တော်တို့ကြုံဘူးပဲနော်ဟုတ်တယ်ကြုံနေဟုတ်လားကြုံနေအဲ့ဒီမှာဘာဖြစ်ကိုတက်ရင်းကထုတ်တာတချင်းကိုဒါဒီရှားဒီရဲဘော်တွေလည်းလို့ခံစားမိကြတယ်သူလည်းနားထောင်ကြတယ်ဆိုတော့ဘာဖြစ်ဟိုကိုကတော့ကိုယ့်ရဲ့ဒီအဖွဲ့ရလောက်ထားတဲ့အားတစ်ခုအနေနဲ့ပြောတာပေါ့ဒီနော်ကိုရောအဲ့လိုမျိုးဒါတည်းရဲ့ကြုံရတဲ့ခါမျိုးမှာဆိုလို့ရှိရင်လည်းစိတ်လေးကိုနည်းနည်းလေးပေါ့နော်ဘယ်လိုလေးတော့ဖြစ်အဲ့ဒါတော့ပြောတယ်ဒါပွင့်လင်ပြောရင်ဒါကဟိုဘာနဲ့မှလဲလို့မရတဲ့အရာပါကျွန်တော်တို့ဒါတချင်းကိုကျွန်တော်ကနားရနားထောင်တာလေးဗျ။ဘာနဲ့မှလဲလို့မရတဲ့အရာဖြစ်တယ်။ခုနနားရတဲ့စင်မှာစိတ်နှလုံးသားရဲ့အုံနှောက်ကြီးရောက်သွားတယ်။ဟောဆိုတော့နားရနားထောင်မယ်နှလုံးသားထဲမှာဒီပေးချင်တဲ့ message ကိုကိန်းဝတ်မယ်။ဒါပေမဲ့အဲ့တော့မှအုံနှောက်နဲ့တက်စဉ်းစားပြီးတော့ဒါဆုံးဖြတ်ပေးရပဲ။ဒါတော့ကျွန်တော်တော့သိကြတယ်ဒါအုံနှောက်နဲ့ဆုံးဖြတ်တာမဟုတ်ဘူး။နှလုံးသားထဲရောက်မှအုံနှောက်နဲ့ဆုံးဖြတ်ရဆိုတော့ဒါတော့ကျွန်တော်တို့ကတော့ဒါပျော်ရွှင်မှုပဲ။နော်ဘာနဲ့မှလဲဒါဘာနဲ့မှလဲလို့မရတဲ့ပျော်ရွှင်မှုပေါ့ဒါတော့ဒါဘယ်အမှုပညာတပါမဆိုပါဒါတော့မှန်ပေါ့ဒါကြီးကငါလှုပ်ထားတာငါဆိုရဆိုဘူးမှကြောက်လို့မထုတ်ဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမဲ့စိတ်ဝိညာဉ်မီနီအယ်ဘမ်ကိုလာရောက်နားထောင်ကြဖို့အတွက်ဖိတ်ခေါ်ပေးပါဦးဒါတော့ကျွန်တော်ဖိတ်ခေါ်မှာပဲဒါပြောကျွန်တော်တို့ဒါနားထောင်စီချင်တာဗျအဓိကတော့နားထောင်စီချင်တာဘာလို့ကျွန်တော်တို့ဒီကာလမှာဒေါ်လာရေးစတယ်ကနေအခုထိဒါကျွန်တော်မှပြောတူးတယောက်ချင်းတိုင်းမှာဒါဟိုခက်ခဲမျိုးစုံရှိတယ်ဒုက္ခမျိုးစုံရှိတယ်ပေါ့နော်အဲ့တော့ဟိုနားထောင်စီချင်တယ်နားထောင်စီချင်ဘာလို့နားထောင်စီချင်လဲဒီဟာတွေမှာကျွန်တော်ခုနကပြောလို့တချင်းတွေဆိုတာတချင်းမှမဟုတ်ဘယ်အပ်ဖို့မဆိုလူတူးတယောက်ရဲ့ဖြစ်ဆက်စာတွေဖြစ်တယ်ပေါ့ဘယ်အခန်းကဏ္ဍမှာမဆိုတာတော့ပါတယ်လူပြောမှာအမှုပညာ
ဘယ်လိုပြောမလဲအမှုပညာခံစားမှုမရှိဘူးဆိုလူတယောက်ကဒါနှလုံးသားတည်ရလို့ကျွန်တော်တို့အဲ့လိုပြောချင်တယ်ပေါ့နှလုံးသားတည်သွားတယ်အဲ့တော့ငါတို့ကအမှုပညာမကြိုက်ဘူးဆိုတော့မရှိဘူးသူတယောက်မှာရှိတယ်အဲ့ဒီဟာအမှုပညာခံစားမှုဆိုတာရှိတယ်ငါအဲ့ဒီစိတ်မရှိဘူးဆိုရင်ဒါကိုယ်စိတ်ကိုလည်းဟိုဖြည့်ဆည်းစရာလည်းမရှိတဲ့လူဖြစ်သွားလိမ့်မယ်ဒီဟာတစ်ခုကအမှုပညာအဲ့ဝတ်တစ်ခုကိုဒါခံစားမိတဲ့လူဖြစ်ဆိုတာပွင့်ပြောတယ်စိတ်ဖြည့်စရာတစ်ခုရှိတယ်ဗျဥပမာကျွန်တော်ဆိုရင်ဒါဟိုစိတ်ညစ်တာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ကျွန်တော်မရေကြိုက်တယ်ကျွန်တော်အဲ့ဒါဖွင့်နားထောင်တယ်ပေါ့နော်ကျွန်တော် raw ကြိုက်တယ် raw နဲ့နားထောင်တယ်အဲ့တော့ကျွန်တော်မှာစိတ်ဖြည့်စရာရှိတယ်အမှုပညာဆိုတာဒါလူတယောက်ကဖန်တီးထားတဲ့အရာကိုလူတယောက်ကနေပြီးတော့အစာနဲ့စီးလို့ပဲလူတယောက်အတွက်ဖြည့်ဆက်စာဟိုတယောက်ကလည်းဒီဖြည့်ဆက်စာကိုထုတ်လုပ်တယ်တယောက်ကလည်းအဖြည့်ဆက်စာကိုရှိတယ်ပေါ့အဲကျွန်တော်တော့အဲ့လိုပဲတတ်မှတ်တယ်ပေါ့နော်အဲ့တော့ဒီနားထောင်ပေးပါပေါ့နော်ကျွန်တော်တို့ဒီခုနကပြောနားထောင်စေခြင်းတယ်ဒီဟာနားထောင်စေခြင်းသိကြတယ်စိတ်ထဲကိုတစ်ခုခုရောက်စီရမယ်ပေါ့နော်ဒုက္ခနဲ့တောက်ကတော့မဟုတ်ဘူးစိတ်ထဲကိုတော့တစ်ခုခုရောက်စီရမယ်ပေါ့နော်အဲ့အတွက်လည်းဟိုကျွန်တော်အာမခံပါတယ်အာမခံတယ်ပေါ့အဲ့အတွက်လည်းကျွန်တော်ဒီဌာနထောင်ကြည့်ပါတော်တော်ကောင်းမယ်တွေမှာပါအောင်အားလုံးအတွက်ဖြည့်ဆက်စာကောင်းတစ်ခုဖြစ်မှာပါအဲ့ဒီဟာကြီးဟုတ်ကျေးဇူးပါဆိုတော့ကျွန်တော်တို့ဒီတမိုင်းမဟာတခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာရှေ့မှာတခြင်းဖန်တီးဖြစ်ခဲ့ပုံတွေပြီးတော့ကျွန်တော်ဒီဟိုဖန်တီးခဲ့ရတဲ့အခက်အခဲတွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာကျွန်တော်တို့ဒီလလားနဲ့ကျွန်တော်လည်းနှစ်ယောက်ဆွေးနွေးပြောဆိုသွားဖြစ်ပါတယ်ဒီတခြင်းကနိုင်ငံမဲ့စိတ်ဝိညာဉ်မီနီအယ်ဘမ်ထဲမှာကျွန်တော်တို့ပထမဆုံးတပုတ်အနေနဲ့ပါဝင်တဲ့တခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအလဲပိုင်းတိုင်းထိုးစစ်စစ်တပ်ဖွဲ့နေပြီးတော့ကျွန်တော်မှာဖန်တီးထားတဲ့တခြင်းတွေဒါလလားလို့ဆိုလိုက်တဲ့တခြင်းတွေကိုလာရောက်ပြီးတော့နားထောင်ကြပါเนาะ comment ထဲမှာလည်းကျွန်တော်တို့စီကိုဆက်သွယ်ရမယ့် link ကိုထည့်ပေးထားပါတယ်တမတ်ခတိုက်ခိုက်ခဲ့ကြတယ်မလုံးမြောင်နိုင်ကြဘသူတွေကြောင့်များဘသူမှတွေ့တော့ခြင်းလည်းမအားမဒိုလန်နဲ့ပြတ်မှုတို့သမိုင်းလို့ရှိမယ်စစ်ဖက်နဲ့ခေါ်စို့ကိုဆွေးပြမယ်အား